ဟိုရင်ကမြို့နဲ့အလန်းဝေးတဲ့တော်အုပ်ကြီးတစ်ခုရဲ့အစမှာနှစ်ပေါင်းများစွာဘသူမှမနေထိုင်ကြတော့လေစီဟောင်းတတအင်ကြီးတစ်လုံးရှိတယ်ပါတယ်အဲ့ဒီအင်ကြီးဟာချမ်းဝင်းကျဲကြီးထဲမှာပုံးပွင့်နေပြီးချမ်းဝင်းတစ်ခုလုံးကိုတော့နှွေးပင်တွေနဲ့ညောင်မင်းကြီးတွေကစီးမုံအုပ်ဆိုင်ခပါတယ်ရွာထဲကလူကြီးတွေပြောပြကြရအဲ့ဒီအင်ကြီးဟာလုံခဲ့တဲ့နှစ်ပေါင်းများစွာကချမ်းသာကြွယ်ဝတဲ့မိသားစုတစုနေထိုင်ခဲ့တဲ့နေရာဖြစ်ပေမဲ့တညထဲမှာတင်အင်သားအလုံးထူးထူးဆန်းဆန်းပျောက်ဆုံးသွားခဲ့ကြတယ်လို့ဆိုပါတယ်အဲ့ဒီချိန်ကစပြီးဘသူမှအဲ့ဒီခြံထဲကိုမဝင်ခဲ့ကြတော့ပါဘူးဒါပေမဲ့ဆက်စုကျင်စိတ်ရှိတဲ့တငယ်ချင်း၃ယောက်ကတော့အဲ့ဒီအင်ကြီးရဲ့လှုပ်ဝက်ချက်ကိုရှာဖွေဖို့ဆုံးဖြတ်လိုက်ကြပါတယ်သူတို့ဟာမိုးချုပ်ခါနေ့အချိန်မှာချမ်းဝင်းတကားအိုကြီးကိုတုံးဖွင့်ပြီးအင်ကြီးစီကိုတိတ်တဆိတ်ရှောက်လန်းလာခဲ့ကြပါတယ်ခြံထဲကိုစောက်ဝင်လိုက်တာနဲ့လေထုဟာရုတ်တရက်အေးဆက်သွားပြီးပတ်ဝန်းကျင်တစ်ခုလုံးလည်းတိတ်ဆိတ်သွားပါတယ်တစ်ပင်ကြီးရဲ့ကြားကနေတစုံတစ်ယောက်ကသူတို့ကိုစိုက်ကြည့်နေတယ်လို့မျိုးခံစားနေရပါတယ်သူတို့အင်းရှိလေကားထက်တွေကိုနင်းလိုက်တဲ့အချိန်မှာတော့အိမ်ပေါ်ထပ်ကနေထောက်ဆိုတဲ့အတန်နဲ့အတူကလေးတစ်ယောက်ရဲ့ရေတံတက်ကိုကြားလိုက်ရပါလို့လေသူတို့၃ယောက်ဟာကြောက်လန့်တကြားနဲ့တယောက်မျက်နှာတယောက်ကြည့်လိုက်ကြပါတယ်အိမ်ထဲကနေထွက်ပြေးဖို့ပြင်လိုက်တဲ့အချိန်မှာတော့သူတို့ဝင်လာခဲ့တဲ့ချမ်းဝင်းတစ်ခါကြီးဟာအလို့လို့ပိတ်သွားပါလို့လေ